မင်္ဂလာပါကျွန်တော်ကိုသစ္စာပါခင်ဗျာအားလုံးလည်းအထူးတလဲမိတ်ဆက်ပေးကြတော့မလိုပါဘူးကျွန်တော်ကမီဒီယာလောကထဲမှာရုပ်သံမီဒီယာလောကထဲမှာ15နှစ်ဒီပါကျွန်တော်လုပ်တဲ့အတွေ့အကြုံရှိပါတယ်ဒီထဲမှာမှကျွန်တော်ကဘောလုံးပွဲပြောတဲ့သူတယောက်အဖြစ်လုပ်ကင်တာဖြစ်ပါတယ်တိတိကျကျပြောမယ်ဆိုတော့ကျွန်တော်ဘောလုံးပွဲပြောတာ10စုနှစ်တခုနေပါလောက်ရှိပါတယ်ဆိုတော့ဒီကာလတွေအတွင်းမှာကျွန်တော်တို့လိုပဲဘောလုံးပွဲပြောတဲ့သူဖြစ်ဖို့ကြိုးစားနေတဲ့ညီငယ်လေးတွေလက်ရှိမှာလည်းဘောလုံးပွဲပြောနေတဲ့ညီငယ်လေးတွေရှိပါတယ်။ဒါပေမဲ့အထူးသဖြင့်ကတော့ဘောလုံးပွဲပြောသူဖြစ်ဖို့ကြိုးစားနေတဲ့ညီငယ်လေးတွေဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ messenger မှာလာပြီးတော့ဘောလုံးပွဲပြောသူဖြစ်ဖို့ဘယ်လိုတွေကြိုးစားဖို့လိုတယ်။ဘယ်အချက်လက်တွေလိုတယ်ဆိုတာကိုကျွန်တော်တို့ပေးပါတယ်။ကျွန်တော်တို့လည်းမကောက်ဘူး။ကျွန်တော်တို့အခုဘောလုံးပွဲပြောနေတဲ့ကျွန်တော်တို့လည်းအတူတူဘောလုံးပွဲပြောနေတဲ့ဘောလုံးပွဲပြောဖက်တွေကိုလည်းသူတို့မေးတာရှိပါတယ်။ဆိုတော့ကျွန်တော်တို့ကတော့တတိတခြားကြီးတင်တန်းကြီးတွေတက်ပြီးပြောတာမဟုတ်တဲ့တွေကြောင့်ညီငယ်တွေမေးတဲ့အခါမှာကျွန်တော်တို့ရဲ့ပြောတဲ့အတွေ့အကြုံတွေကနေအခြေခံတွေကိုပဲကျွန်တော်တို့ကပြန်လည်ပြီးတော့မျှဝေပြီးတော့ပြောပြပါတယ်ဆိုတော့တိုက်ဆိုင်တိုင်းပဲပြီးခဲ့တဲ့ကျွန်တော်တို့ဒီဇင်ဘာလ4ရက်နေ့မှာကျွန်တော်ဟာဘောလုံးပွဲပြောတဲ့သူတယောက်နဲ့စုံတွေ့ခွင့်ရရှိခဲ့ပါတယ်ရှမ်းယူနိုက်တက်ပွဲစဉ်နဲ့နန်ဒန်ပွဲတို့ရမှာကျွန်တော်တို့နိုင်ငံတကာဘောလုံးပွဲပြောသူအဖြစ်တင်ဆက်နေတဲ့ Mark နဲ့ကျွန်တော်တွေ့ဆုံခွင့်ရရှိပါတယ်ဆိုတော့သူနဲ့ကျွန်တော်တို့စကားစမြည်ပြောနေရင်လည်းသူ့ရဲ့ဘောလုံးပွဲပြောတဲ့ဟာနှစ်ပေါင်း30နီးပါးရှိပြီလို့သိရပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်သူဟာလည်းမတူညီသောအတွေ့အကြုံတွေရှိမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဟာသူနဲ့စကားပြောဖြစ်ရင်လည်းကျွန်တော်တို့အတွက်ကောနောက်ကျွန်တော်တို့လိုပဲဘောလုံးပွဲပြောသူတွေဖြစ်ဖို့အတွက်ဘယ်လိုအကြံဉာဏ်ကောင်းတွေရှိဖို့လိုလဲဘယ်လိုအချက်တွေရှိဖို့လိုလဲဆိုတာကိုရေးပြပါတယ်မေးတော့ Mark ကိုတိုင်ကလည်းကျွန်တော်ကိုစိတ်ပါလက်ပါနဲ့စိတ်အားထက်သန်စွာသူပြန်လည်ပြီးတော့ဖြေကြားထားတာရှိပါတယ်သူတို့ကိုယ်တိုင်ကလည်းအခုဘောလုံးပွဲပြောခြင်းပေါ်မှာနှစ်သက်ခုံမင်ကြတဲ့လူငယ်တွေရှိတာကိုဝမ်းသာတဲ့အတွက်ကြောင့်သူ့ရဲ့အလုပ်ချိန်ကနေထည့်ပြီးတော့ကျွန်တော်ကိုအင်တာဗျူးလေးတစ်ခုပေးခဲ့ပါတယ်ဆိုတော့ဒီအင်တာဗျူးလေးကိုတော့ကျွန်တော်က9မိနစ်စာလောက်ရှိတဲ့အထက်မှာသူပြောတဲ့အချက်ကလေးတွေကိုကျွန်တော်တစ်ချက်ချင်းကောက်နှုတ်ပြီးတော့တင်ဆက်ပေးချင်တာဖြစ်ပါတယ်ခင်ဗျာဘောလုံးပွဲပြောဖို့အတွက်ဘယ်လိုအချက်လက်တွေလိုသလဲဆိုတာကိုကျွန်တော် Mark ကိုမေးမိပါတယ်အဲ့တော့သူ့ရဲ့ဖြေကြားတဲ့ချက်ကလေးကိုအတူတူနားဆင်ကြည့်အောင်ပါခင်ဗျာI think the main thing is to remember is that when you're doing commentary, you're actually telling a story. So you're telling the story of the match that's in front of you. It's not just saying a player's name every time he touches the ball or something like that. So I do a lot of prep work. ဒါကတော့ Mark ရဲ့ပြောကြားချက်ဖြစ်ပါတယ်။အဲ့တော့သူပြောတဲ့ပထမစကားမှာဘောလုံးပွဲပြောရဲဆိုတာကပွဲတစ်ပွဲရဲ့ဖြစ်စဉ်ပေါ့လေ a story ပေါ့ story တစ်ခုကိုပြောတာပေါ့။ဒါကတော့ကျွန်တော်တို့မပြောလဲသိပြီးသားကိစ္စပဲမြင်တွေ့နေတာကိုအဲ့ထက်မှသူဘာကိုပြောလဲဆိုတော့အရေးကြီးဆုံးအချက်ပေါ့လေဘောလုံးပွဲပြောတယ်ဆိုတာကစားသမားရဲ့အမည်ဘယ်သူကတော့ဘောလုံးပွဲကိုဘယ်လိုထိတယ်ဆိုတာနဲ့ရင်လုံလောက်တာမဟုတ်ဘူး preparation ဆိုတဲ့စကားလုံးမှာသူထည့်ပြောသွားတယ်ဘာလဲဆိုတော့အချက်လက်ပေါ့လေကြိုတင်ပြင်ဆင်ခြင်းဆိုတဲ့အချက်လက်နဲ့ကျွန်တော်တို့ထိတွေ့မှုကိုသူပြောပြသွားတာတွေ့ပါတယ်အဲ့တော့နံပါတ်1အနေနဲ့ကတော့ဘောလုံးပွဲပြောတဲ့အခါမှာကစားသမားရဲ့အမည်လေးပဲရွတ်နေလို့မရဘူးပွဲရဲ့ဖြစ်စဉ်ကြီးကိုလိုက်ပြီးပြောနေရုံနဲ့တော့မရဘူးအချက်လက်လဲလိုလဲဆိုတာကိုသူထောက်ပြတာအဲ့ပေါ်မှာဘောလုံးပွဲဖြစ်နေတဲ့ဖြစ်စဉ်ကို comment လုပ်ရမှာတစ်ခုနောက်ဒီပွဲနဲ့ပတ်သက်တဲ့အချက်လက်တွေကိုတင်ပြပေးရမှာတစ်ခုဒီနှစ်ခုကို balance ဖြစ်ရမယ်ဆိုပြီးတော့သူပြောတော့တာဖြစ်ပါတယ်တိတ်ကိုအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ခင်ဗျအဲ့တော့ဘောလုံးပွဲတစ်ပွဲပြောမယ်ဆိုရင်ဘောလုံးပွဲရဲ့ရုပ်သံဖြစ်နေတဲ့ကြောင့်လူတိုင်းကတော့ဒါကြီးကိုမြင်နေပြီမြင်နေတဲ့အပေါ်မှာကျွန်တော်တို့တွေကဘာတော့ဘလို့ကြီးပဲဆိုတာဣတိမယိုကြီးလိုက်ပြောကြမလို့လိုရင်လိုတဲ့အချက်လောက်ပဲကျွန်တော်တို့ကပြောရမှာပဲအဲ့ဒါနံပါတ်1နှစ်အချက်ကတော့ကျွန်တော်တို့ဖြစ်ဘောလုံးပွဲကအမြဲတမ်းတောက်လျှောက်ကြီးကန်နေတာမဟုတ်ဘူးကြားထဲမှာကျွန်တော် delay တိုင်းတွေကျွန်တော်တို့ဟိုပန်တင်တိုင်းတွေရှိနေတယ်ပေါ့လေအဲ့ imply မှာအမြဲတမ်းဖြစ်မလို့အဲ့အချိန်လေးကြာမှကျွန်တော်တို့ကရှာထားတဲ့အချက်လက်ကလေးကိုပြောရမှာဒါကြောင့်ဘောလုံးပွဲဖြစ်နေတဲ့ဖြစ်စဉ်ရဲ့ရှာထားတဲ့အချက်လက်ကိုနှစ်ခုကို balance ဖြစ်ပါဆိုပြီးတော့ပြောသွားတဲ့ချက်ပါအဲ့တော့တိတ်ကိုရေးကြည့်ပါတယ်နောက်တစ်ခု Mark ပြောသွားတဲ့အချက်ပါသူဟာဒီပွဲတစ်ပွဲကိုပြောမယ်ဆိုရင်အနည်းဆုံး3နာရီနဲ့4နာရီကြာကိုအချိန်ယူတယ်လို့ပြောပါတယ်တိတ်ကိုအရေးကြီးတဲ့ချက်ဖြစ်ပါတယ်ခင်ဗျ preparation လို့ခေါ်ပါတယ်ကြိုတင်ပြင်ဆင်မှုပါဒါကတော့ဘောလုံးပွဲပြောတဲ့သူတယောက်ဖြစ်ချင်မှလည်းမဟုတ်ပါဘူးဘယ်နေရာဘယ်အတိုင်းဝင်ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ်ကြိုတင်ပြင်ဆင်မှုအားကောင်းရင်ကောင်းတယ်လို့ကျွန်တော်တို့ရဲ့တင်ဆက်မှုကအားကောင်းပါတယ်ဒါကြောင့်ကြိုတင်ပြင်ဆင်မှုကောင်းမွန်လုပ်ဖို့ကလည်းတိတ်ကိုအရေးကြီးပါတယ်ဆိုတာကိုကျွန်တော်ဒီဘက်မှာထောက်ပြချင်ပါတယ်ဒါကြောင့်ကျွန်တော်အခုပထမဆုံးအနေနဲ့ဒီ